哇，那我们就我大洋美金，ဒီရဲ့စနေပြပါစီရှယ် 家里小小可能多一点，但是这边东西啥地方的这样，是他家里电话为什么嘛，是这样。 ဟော 啊，အဖေနဲ့အမေကဒီမှာပြန်ပြီးအဖေကနေတော့ဒီနေ့ရေကြတယ်စာရေးတယ်နားခဲ့ပါနားခဲ့ပါလို့ပြောင်းလာရင်ပေါ့အဲ့လိုစာရေးဖို့ခင်နဲ့ဒီနေ့ကတော့ပြောတာလားအဲ့တော့စာရေးဖို့ခင်ဆိုတဲ့ဟိုအဖေကြောင့်တော့အားနာလို့ဒီနေ့လုံးနေပေါ့အဲ့လိုမျိုးဟိုအဲ့တော့စာရေးဖို့ခင်ကဒီလိုမျိုးတဲ့နေကြတော့မှပထမကဒီမှာမှလည်းနားရောက်တော့ဒီပါလို့ပြောတယ်好古代的米啊，天天都往那里，往东啊， ဟော 大舅冲啊，那个，俺们看出来，看出来，健康我们讲的是，俺们是个家大的，是吧？这米的，就是要 plenty for one year, low rice, if you are plenty for 10 years, low tea, if you are plenty for 100 years, educate the men, right? ဟော ကြတဲ့ပြောက်အဖေကြီးပဲဒီကိုစောက်တော့ပြီ။အဲ့တော့မှအဲ့ဒီမှာဒီတဲ့အလုံးလုံးတွေ80နှစ်ရောက်လို့ချက်နေ။ကြားနေတာဖြစ်တော့ဒီကညာတဲ့အပူနဲ့ကြောင်းနေ ဟော ။ပါဒီတော့နေလာတယ်။အဲ့ဒါကြီးလာတော့ဒီလေဒီသင်္ကားလေးကိုကြောင်းလဲကိုကြောင်း။အဲ့ဒါကြတော့90နဲ့သုံးအဲ့ဒါသင်္ကားလေးပါချာကြတယ်။ဟုတ်။အဲ့ဒါလူကြတယ်လူကြတယ်ဘာမှမဖြစ်အဲ့ဒါ ဟောဟုတ်ကဲ့ ။အဲ့ဒါလူကြတယ်အိုက်စီနာပြီ။ကျပတော့ဒုက္ခရောက်နေလို့ဆိုရင်ကျက်တဲ့ကပေါ်လာပြီ။ပေါ်လာပြီအဲ့ဒီကနေအော်ငါတော်တော်မှန်ကန်ခဲ့ပါလားဒီလိုစကားကို။အခုဆိုချိန်မှပြန်မှာတယ်။ ဟော သုံးနေချင်တယ်တရားပဲ။ဒါမဲ့လို့အဲ့လိုပဲပေါ့နော်ဒီကစားနေတယ်တော့လိုက်သွားလိုက်လာလိုက်အဲ့လိုပဲအစီအစဉ် ဟုတ်ကဲ့ပါရှင်